နောက်နွားတို့သူကညှစ်တော့ငါတိုက်ပါအောင်ဆိုတော့အိုးကျုံနောက်ပိုင်းကထွက်တာခမရသောက်ချင်ရှေ့ပိုင်းကဂျိုညှစ်တော့အဲ့ဒါလို့ဆိုးဝါးခဲ့တဲ့ကောင်ရှေ့တုန်းကညီကို2ယောက်ဒီအဖေသေးသွားတော့အမွေခွဲကြတယ်ကြံရစ်တဲ့အမွေကစောင်းတစ်ထည်နဲ့နမတကောင်ကိုကြီးရဲ့တဲ့ခုရှုံးမှနောင်ရှင်အမွေခွဲမှညီလုတ်တဲ့ကောင်ကညစ်ပတ်စောင်းကြီးအလဲကောင်ကပန်းယူရင်စောင်းကြီးပြက်ယုံရှိမှခမည်းမလုံကျွန်တော်မလုံချုံမဖြစ်ဘူးသေးသွားပြီဒီလိုလုပ်ရအကိုကြီးကနေချုံမှာတဲ့ကျွန်တော်ကစောင်းကြီးညချုံရစီဘိုင်ဘလောက်ညစ်ပတ်စောင်းကနေအသုံးများသလားညအသုံးများသလားအဲ့တော့အကိုကြီးကခေါင်းငိမ့်တဲ့သဘောကောင်းတဲ့လူဆိုတော့ခွဲလိုက်ကြရောຫນွေကမေ့မေ့ပြောက်ပြောက်ဆောင်းတွင်းကြတော့အကိုကြီးဖင်တုံပြီဟာညီလေးငါစောင်းပေးပါဦးဟာအိုးဘာဆိုင်တို့များခမရနေပိုင်တာအေးဟုတ်သားပဲပစိုးနဲ့ကိုရမနေ့မိုးလင်းတော့စောင်းကြီးလာဖို့ကိုကြီးရော့တယ်စောင်းဘာလို့ဘောတော့ကချွတ်ထွက်တဲ့ချိန်မှာငါရှိလာဖို့ထားခဲ့အဆင်မပြေဘူးနောက်နမကြီးအမွေခွဲဒီလိုခွဲကြဆိုနေရာပိုင်းပြီးတော့အကိုကြီးကနမကြီးရှေ့ပိုင်းယူပါတဲ့ကျွန်တော်ကနောက်ပိုင်းသုံးမရစီတေချာနာထောင်နော်ရိသကြီးနွားရှေ့ပိုင်းကအစာစားသလားနောက်ပိုင်းကအစာစားသလားရှောက်မနေနဲ့အကိုကြီးနွားချောင်းခိုင်းနေရှင်းလို့နွားတို့ကဘယ်ကထွက်နောက်ပိုင်းကထွက်သူနွားတို့ညှစ်တော့မဲအကိုကြီးနွားချောင်းခိုင်းပြီးတော့ခွဲကြရောဟာညီလေးနွားချောင်းဆိုတော့ဘာဆိုင်တို့မြခမရရှေ့ပိုင်းကစားတာဟာဟုတ်သားပဲနောက်နွားတို့သူကညှစ်တော့ငါတိုက်ပါအောင်ဆိုတော့အိုးကျုံနောက်ပိုင်းကထွက်တာခမရသောက်ချင်ရှေ့ပိုင်းကဂျိုညှစ်တော့အဲ့ဒါလို့ဆိုးဝါးခဲ့တဲ့ကောင်တနေ့တနှိုက်ကြတော့အကိုကြီးလှုပ်သူတငယ်ချင်းတယောက်တွေ့